မင်္ဂလာစေရင်သဘောဖြူလာခဲ့ပါတစ်ခါတစ်ခေါက်တော့လေးကျွန်တော်တို့ကန်စီဟုတ်ကဲ့မြို့ရဲ့လာပါလေးတွေလိုက်ဖို့ပြီးမဲ့နေရာနဲ့ကွယ်ဒီသမားလေးကျွန်တော်လွန်ဆက်ကြော်ရဲ့မွေးမြေတဘူဝမျိုးရိုးနေမြသက်သာစီဒီသမိုင်းဝင်လို့တင်ရှာခဲ့ပါရစီဒီကိုလေဘူးခိုင်ဘူးရောနိုင်နီတရားကြီးစာတင်လိုက်ကမျိုးအလေမှာဆောင်းလုံးတီထားနေရစိုက်ခင်းများနဲ့စိတ်လည်းတဲ့ဘာဝတော့တော့တကယ်ပဲပြောရကောင်းနေဟုတ်ကဲ့မြို့ကပိတ်ခေါ်တဲ့တီးလေးကဝေလာစေရင်သဘောဖြူလာခဲ့ပါတစ်ခါတစ်ခေါက်တော့လေးကျွန်တော်တို့ကန်စီဟုတ်ကဲ့မြို့ရဲ့လာပါလေးတွေလိုက်ဖို့ပြီးမဲ့နေရာနဲ့ကွယ်ဒီသမားလေးကျွန်တော်လွန်ဆက်ကြော်ရဲ့မွေးမြေတဘူဝမျိုးရိုးနေမြသက်သာစေဒီသမိုင်းဝင်လို့တင်ရှာခဲ့ပါရစီဒီကိုလေဟုတ်ကဲ့ဘူးမျိုးနိုင်နီတရားကြီးစာတင်လိုက်ကမျိုးအလေမှာဆောင်းလုံးတီထားနေရစိုက်ခင်းများနဲ့စိတ်လည်းတဲ့ဘာဝတော့တော့တကယ်ပဲပြောစရာကောင်းနေဟုတ်ကဲ့မျိုးကပိတ်ခေါ်တဲ့တေးလေးကဝေလေလာလူတွေစင်ပြေကြောင်းမွေရထားနဲ့လာလေရတယ်ကားနဲ့လာလေရတယ်လေတကူကစေပြောစရာကောင်းသည်လိုက်ပို့ပေးမယ်တရားစကူလေးလေးဘာသာရေးသာသနာရေးတွေထုံးကားတဲ့ကျွန်တော်တို့အကံမြေသောင်းမောင်းလာခြင်းနေမှာသောင်းတိုင်းစိုးကြီးလောင်ပွဲချက်ပြမချစီရလာသည်ဂီတနဲ့တန်စီပန်း